Hi, 皆さん、こんにちは。私はジコネ Japanese Language School မှာသင်ကြားနေတဲ့အကြောင်းသူတီတီမင်းလည်းပဲဖြစ်ပါတယ်။အသက်ကတော့19နှစ်ရှိပါပြီ။အခုလက်ရှိကတော့ရန်ကုန်မှာပဲနေပါတယ်။ဂျီကိုနက်မှာစပြီးတော့သင်ခဲ့တာကနေပြီးအခုချိန်ထိဆိုလို့ရှိရင်တော့တစ်နှစ်နီးပါးရှိပါပြီ။ဂျပန်ဘာသာစကားပြန်နေဘလို့စပြီးတော့သင်ဖို့ဖြစ်လာတာလဲဆိုတော့ဒီကိုဗစ်ကာလမှာပေါ့နော်။ကိုဗစ်တွေဖြစ်တော့ကျောင်းတွေပိတ်ခဲ့ရတယ်အဲ့တော့အဲ့ချိန်မှာပဲကိုကအိမ်မှာလည်းအားနေတဲ့အချိန်မှာဒီဘာသာစကားတစ်ခုခုသင်ဖို့လုပ်ခဲ့ရပေါ့ဒါပေမဲ့ဘာသာစကားသင်ရမှန်းမသိဘူးအဲ့ချိန်မှာပဲအမတယောက်ကနေပြီးတော့သူကဂျပန်ဘာသာစကားသင်နေတယ်သူကျောင်းလျှောက်ဖို့လဲသူ plan လုပ်ထားတာရှိရဆိုပြီးပြောလာခဲ့ပေါ့နော်အဲ့ချိန်မှာစိတ်ဝင်စားသွားပြီးတော့ငါလည်းပဲဂျပန်စာသင်ပြီးတော့ဂျပန်မှာကျောင်းသားတင်ကောင်းမလားမသိဘူးဆိုပြီးတော့လို့တွေးခင်ကနေပြီးတော့ဂျပန်စာစပြီးတော့လေ့လာဖြစ်ခဲ့တာပါပြီးတော့ဒီဂျပန်ရဲ့ culture နဲ့ပတ်သက်ပြီးတော့လည်းအရင်သဘောကျတာမဟုတ်လို့ပေါ့လေဂျပန်စာစပြီးတော့သင်ခဲ့ရဖြစ်ပါတယ်ဂျပန်နဲ့ပတ်သက်ပြီးတော့သဘောကျတဲ့အကြောင်းရင်းကကြတော့သူရဲ့တပ်ဝင်ယုံကြည်မှုရဲ့သူရဲ့ဝတ်စားစိန်ပုံတွေကိုတော်တော်လေးကိုသဘောကျတယ်ပြီးတော့သူရဲ့စိတ်နေစိတ်ထားပေါ့လေဒီအလုပ်ခွင်နဲ့ရုံးနေမှာဆိုလို့ရှိရင်ဘယ်လိုမျိုး respect ရှိစကားပြောရတယ်ဒါတွေဆိုတာကလည်းဒီဂျပန်သားတင်တော့မှပဲသိလာရတဲ့အကြောင်းရင်းတွေပေါ့နော်ရိုးရိုးတာမန်လူပြောတာနဲ့ထက်လူကြီးပြောရတဲ့စသဖြင့်လို့မတူတဲ့ဒီစကားပြောပုံစံတွေရပြီးတော့နှစ်ချောင်းတွေနှစ်ကွန်းတွေလည်းအများကြီးရှိပြီးတော့သူတို့ရဲ့ဒီ background history ဆိုတာလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကီမိုနိုပေါ့နော်ကီမိုနိုဆိုလို့ရှိရင်လည်းသူတို့ဒီ fabricဖြစ်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ချုပ်ထားတာမဟုတ်ပဲနဲ့ရည်ရွယ်ချက်ရှိပေါ့ဒီဘယ်လိုပွဲတော်တွေမှာဆိုရင်ဘယ်လိုကီမိုနိုတွေဝတ်တင်နေဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုး specific တိတိကျကျအဲ့လိုလုပ်ထားတဲ့အတွက်ကြောင့်မလို့သူရဲ့ culture တွေကိုသဘောကျတာဖြစ်ပါတယ်application တက်ကြီး down ပြီးတော့စာလုပ်တာမျိုးတော့မရှိပါဘူးဒါပေမဲ့အရင်တော့ကတော့အဲ့လို down ဝယ်ပေါ့နော် application down ပြီးတော့တစ်ပတ်နှစ်ပတ်လောက်ပဲကြည့်ပြီးတော့ပြစ်ထားတာမျိုးများလို့ခုနောက်ပိုင်းတော့ဒီ social media ကနေပြီးတော့စာသင်တာမျိုးလုပ်နေပါတယ်ဥပမာပြောမယ်ဆိုရင် TikTok တို့YouTube တို့ Facebook တို့လိုမျိုးဒီ platform တွေကနေပြီးတော့ဂျပန်စာကိုသင်ယူရပေါ့နော်ဥပမာဒီ postcard တွေနားထောင်တာတို့ဒီဂျပန်စာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာတွေကိုနားထောင်တာမျိုးတို့ဒီ native speaker တွေရဲ့ဒီ TikTok account ကို follow လုပ်ပြီးတော့ဒီအဲ့ကနေပြီးတော့စကားတွေပေါ့နော်နားရည်ဝအောင်လို့နားထောင်တာမျိုးတော့လုပ်နေပါတယ်အဲ့နီလေးကပို့ပြီးတော့လဲကိုက effective ဖြစ်တယ်လို့ထင်ပါတယ်ဂျပန်စာကိုလေ့လာတဲ့အခါမျိုးမှာဝတာရှိကိုယ်တိုင်လည်းအဲ့လိုမှားခဲ့အမားတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဂျပန်စာစပြီးတော့သင်ပေးလို့မမှားရအောင်ပြပြပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ဒီဂေါ်ကြီးတို့ဘုံမိုးတို့ကိုချက်တဲ့အခါမှာစက်တူဝေးနှုတ်တိုက်စာချန်နီးနဲ့ချက်ခဲ့တဲ့နီလန်ပေါ့လေအဲ့နီလန်တကယ်ကိုပဲမှားရင်းနဲ့နီလန်ဖြစ်ပါတယ်အဲ့တော့အဲ့လိုနီလန်ပဲချက်မယ်ဆိုလို့ရှိရင်ကိုချက်ထားတဲ့ဘုံမိုးတွေဒီဂေါ်ကြီးတွေကိုတစ်ရက်နှစ်လောက်နေလို့ရှိပြန်ပြီးတော့မိသွားတတ်တယ်ပေါ့နော်အဲ့လိုနည်းနဲ့မဟုတ်ဘဲနဲ့ဘယ်လိုမျိုးလုပ်လို့ရှိရင်ပို့ပြီးတော့ effective ဖြစ်မလဲဆိုတော့ကိုဒီနေ့တနေ့သင်ခဲ့တဲ့စာတွေကိုဒီခေါ်ကြီးဖြစ်ဘုံမို့ဖြစ်ဒီစာတွေကိုကိုကချက်မှတ်ပြီးတာနဲ့ဝါကြတိဆောက်တဲ့နီလန်ပေါ့ဝါကြဖြစ်ဒါမှမဟုတ်ဒီ paragraph ထဲမှာပဲကိုကထည့်ပြီးတော့ကိုပိုင် sentence တစ်ခုဖြစ်ထည့်ရေးတာမျိုးတွေပေါ့နော်အဲ့လိုမျိုးလုပ်တဲ့တယ်လို့ထင်တယ်အဲ့လိုဆိုလို့ရှိရင်ပို့ပြီးတော့လည်း effective ဖြစ်ပြီးတော့ reading skill ဖြစ် writing skill ဖြစ်ပို့ပြီးတော့ skill တက်လာမယ်လို့ထင်ပါတယ်ဂျပန်မှာကတငယ်ချင်းတွေရောဒီဝမ်းခွဲအမတွေရောအကိုတွေရောပေါ့နော်အလုပ်လုပ်နေတဲ့လူတွေရောခုလက်ရှိကျောင်းတက်နေတဲ့လူတွေရောအများကြီးရှိပါတယ်ဂျပန်မှာကျောင်းသွားတက်ဖို့ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ကိုတော့မိဘတွေအနေနဲ့ကတော့ကန့်ကွက်တာမျိုးတော့မရှိခဲ့ဘူးပေါ့လေကိုယ်တိုင်ကလည်းဆုံးဖြတ်ချက်ကခိုင်မာတဲ့အတွက်ရောရည်ရွယ်ချက်ကလည်းရှိရတဲ့အတွက်ရောပေါ့လေမိဘတွေကတော့ကန့်ကွက်ခြင်းမရှိဘူးပြီးတော့ခုလက်ရှိဂျပန်မှာနေနေတဲ့အကိုတွေအမတွေကလည်းပဲကျောင်းနေပဲဖြစ်အလုံးနေပဲဖြစ်ဂျပန်ကိုလာခဲ့ပေါ့နော်အဲ့လိုမျိုးတိုက်တွန်းတာမျိုးရှိပါတယ်နိုင်ငံတွေအများကြီးရှိတဲ့ထဲမှာဘာလို့ဂျပန်နိုင်ငံကိုကျောင်းတက်ဖို့ရွေးခဲ့တာလဲဆိုတော့ကိုရိုင်းကလည်းကျောင်းတက်မယ်လို့ရည်ရွယ်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ qualify ဖြစ်တဲ့ပညာရေးမျိုးအလိုရှိရယ်ဆိုတော့ဒီဂျပန်ကလည်းအဲ့လိုမျိုးပညာရေးမျိုးသူမှရှိရယ်ပေါ့နော်ပြီးတော့ဒီ main ကလေးလည်းဖြစ်တယ်ဆိုတော့လောကျော်စိတ်ချမှုပေးနိုင်တဲ့နိုင်ငံပေါ့လေနောက်တစ်ချက်ကကြတော့ဒီအချိန်မှလှုပ်ရင်းနဲ့ကျောင်းတက်နိုင်မလား
တက်နိုင်ဘူးလားဆိုတော့အဲ့လိုအချက်တွေနဲ့လိုက်ပြီးတော့စဉ်းစားပြီးတော့နောက်ဆုံးမှာဂျပန်နိုင်ငံကိုကျောင်းတက်ဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်ဂျပန်စာကိုစပြီးသင်နေဆိုကြတဲ့ကိုကဂျပန်နိုင်ငံမှာ language school တက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ language school ပြီးတဲ့အခါမျိုးမှာလည်းတက္ကသိုလ်ဖြစ်ဖြစ်college ဖြစ်ဖြစ်ဆက်ပြီးတော့တက်ရောက်ဖို့အတွက်ရည်ရွယ်ထားပါတယ်ဒီကိုကိုရိုင်းကတော့ဒီဂျပန်စာနဲ့ပတ်သက်ပြီးတော့အရင်ကျွမ်းကျင်ကြီးတော့မဟုတ်ပေမဲ့လည်းနောက်ထပ်ဂျပန်စာစပြီးတော့လေ့လာမဲ့လူတွေအတွက်ပေါ့နော်အခက်မတွေ့ရအောင်အကြံပေးချင်တာကတော့ဒီ M5 M4 ကလေးကခန်းကြီးတွေကိုပေါ့နော်တတိယလောက်ခဲ့ဖို့ပြောချင်ပါတယ်အဲ့လိုလုံးဝဒါ level မြင့်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီစာလောက်ရတာအခက်ခဲမရှိဘူးဘယ်နဲ့တတောက်တာနဲ့လုံးနိုင်မှာဖြစ်ပါတယ်အဲ့တော့ level မြင့်လာတဲ့အခါမျိုးမှာဒီစာပိုက်တွေအများကြီးဖတ်ရတယ်ဆောင်းမွေးတွေဖြည့်တဲ့အခါမှာလည်းဒီစာပိုက်တွေထဲမှာခန်းကြီးတွေကို fully ကတာတွေနဲ့မပေးထားဘဲနဲ့ခန်းကြီးကြီးပဲပေးထားတဲ့အခါမျိုးမှာကိုရိုင်းကဒီ F5 F4 တွေကခြေခဲ့မယ်ဆိုလို့ရှိရင်ဟိုစာပိုက်ဖတ်တဲ့အခါမှာခက်ခဲမရှိဘဲနဲ့ဖတ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီချာခန်းကြီးတွေကိုလေ့လာခဲ့ဖို့ကျမှတ်ခဲ့ဖို့ပြောချင်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီစာလုပ်တဲ့အခါမှာဘယ်လို tips လေးတွေနဲ့လုပ်လို့ရှိရင်ပို့ပြီးတော့မြန်ဆန်စေမလဲဆိုတဲ့အကြောင်းကိုပြပြပေးခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ဒီဂျပန်ဘာသာစကားဆိုတာကလည်းဘာသာစကားတစ်မျိုးပဲဖြစ်တဲ့အတွက်ကြောင့်မို့ကိုရိုင်းကပြောနေမှလုပ်နေမှရေးနေမှပေါ့နော်ပို့ပြီးတော့တက်မြောက်တာမျိုးဖြစ်ပါတယ်အဲ့တော့ဒီကျောင်းကပေးခဲ့တဲ့သင်ခဲ့ရတဲ့ဒီဘုံဘိုးတွေ grammar တွေကိုတအုပ်လုံးကြီးပါအပြည့်အဝပေါ့နော်ကြက်နိုင်မှတ်နိုင်နေဆိုပြီးတော့ဒီဂျပန်ဘာသာစကားကိုတက်မြောက်တယ်လို့မျိုးမတွေးစေချင်ဘူးပေါ့နော်အဓိကတော့ဂျပန်ဘာသာစကားတက်မြောက်တယ်ဆိုတာကကိုရိုင်းကပြောနိုင်မှရေးနိုင်မှတက်မြောက်တယ်လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ textbook learning နဲ့အပြင်မှာသူတို့နေ့စဉ်ပြောတဲ့ခိုင်းဝါးတွေကတကယ်ကိုမတူဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးtextbook နဲ့မတူတာဖြစ်တဲ့အတွက်ကြောင့်ကိုရိုင်းကလည်းအပြင်မှာထပ်ပြီးတော့လေ့လာနေဖို့လိုအပ်တယ်ဥပမာအရှိရပြောခဲ့သလိုပဲဒီ social media platform တွေကနေပြီးတော့လေ့လာရမျိုးပေါ့နော်အဓိကတော့သူတို့နိုင်ငံမှာလည်းဒီ TikTok ဆိုတဲ့ application တွေ YouTube ဆိုတဲ့ application တွေကတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ application တွေကနေလေ့လာမယ်ဆိုလို့ရှိရင်သူတို့နိုင်ငံလူငယ်တွေပြောတဲ့ဒီနေ့စဉ်သုံး slang တွေဒီ trend ဖြစ်နေတဲ့ဘယ်လိုစကားတွေကိုသူတို့တုံးပြပြီးတော့ဒီဆက်သွယ်ပြောဆိုနေတာလဲဆိုတာတွေကိုလည်းသိနိုင်မယ်လို့ထင်ပါတယ်ဒီကတော့အဲ့ဒါပေါ့နော်နောက်တစ်ခုကကျတော့ကိုဝါသနာပါတာနဲ့ပတ်သက်ပြီးတော့ကိုဝါသနာပါတဲ့အကြောင်းအရာကိုဂျပန်လိုမျိုးလေ့လာတာပေါ့ဝါတာရှိဆိုလို့ရှိရင်ဒီ makeup ဘိုင်း fashion ဘိုင်းကိုဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ YouTube မှာပေါ့နော်ဒီ native speaker တွေကနေပြီးတော့ဂျပန်လိုပြောရင်းနဲ့ makeup ပြင်ပြတာမျိုးတွေဒီအဝတ်စားနဲ့ပတ်သက်ပြီးတော့ပြတာမျိုးတွေအဲ့လိုမျိုးတွေသွားပြီးတော့ကြည့်ဖြစ်တယ်ပေါ့နော်အဲ့လိုကြည့်ချင်းအဖြစ်ဒီ 100% နားမလည်နိုင်ဘူးဆိုပေမဲ့လည်းသူတို့ပြောတဲ့စကားတွေကိုနားရည်ဝပြီးတော့လို့ listening လုပ်တဲ့အခါမျိုးမှာ effective ဖြစ်တာမျိုးတွေ့ရတယ်နောက်တစ်ခုကကျတော့သူတို့လိုမျိုးလိုက်ပြီးတော့တူပါပြီးတော့ပြောဆိုနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ဒီသူတို့ရဲ့ဒီ J-drama တွေကိုကြည့်ရင်ပဲဖြစ်ဖြစ် anime တွေvlog တွေကိုကြည့်တဲ့အခါမှာနောက်ကနေလိုက်ပြီးတော့ပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမျိုးမှာလည်းသူတို့ရဲ့အတန်အဖြတ်တောက်တွေ intonation တွေနောက်တစ်ခုကကျတော့တုံးနေပေါ့နော်ဘယ်လိုတုံးနေဘယ်လိုပြောလိုက်တာလဲဆိုရဲဟာမျိုးတွေကိုပို့ပြီးနားရည်ဝပြီးတော့ကိုလေးစကားပြောတဲ့အခါမှာဒီ pronunciation ပိုင်းပို့ပြီးတော့တိုးတက်လာမယ်လို့ထင်တယ်အဲ့တော့အရှိမပြောခဲ့လို့အချက်လေးတွေပေါ့နော် tips လေးတွေကိုလိုက်ပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်စာလုပ်တယ်လို့လည်းမခံစားရအောင်ပြောဖို့လည်းကောင်းတယ်ပြီးတော့ပို့ပြီးတော့လည်းဂျပန်စာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လည်းတိုးတက်လာနိုင်မယ်လို့ထင်ပါတယ်ဂျပန်မှာကျောင်းတက်ဖို့ဘယ်လိုမျိုးပြင်ဆင်ခဲ့လဲဆိုတော့ပထမဆုံးအနေနဲ့ကိုအရင်ဆုံးစမ်းစစ်ကြည့်ရပေါ့နော်ကိုတကယ်ပဲကျောင်းတက်နိုင်မလားဒီနိုင်ငံရခြားမှာပေါ့နော်မိဘတွေနဲ့လည်းခွဲပြီးတော့အဲ့လိုမျိုးကျောင်းတက်နိုင်မလားအလုပ်လုပ်ရင်းနဲ့ရောကျောင်းတက်ဖို့အဆင်ပြေပါမလားအဲ့လိုမျိုးအချက်လက်တွေကိုတိကျကျစဉ်းစားဆုံးဖြတ်ပြီးကမှမိဘတွေနဲ့တိုင်ပင်ခဲ့ရပေါ့နော်အဲ့တော့မိဘတွေဘက်ကလည်းအဆင်ပြေရဆိုမှကျောင်းချဖို့စပြီးတော့လုပ်ခဲ့တယ်အမကြီးကုန်းနဲ့ချိတ်ဆက်ပြီးတော့ခါကြတော့စန်စီဘက်ကနေပြီးတော့စားရစနေနေလူလာတွေပြီးတော့ဒီဆောင်းမွေးဖြေရတာတွေပေါ့နော်လို့တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရင်းနဲ့ပဲပြင်ဆင်ခဲ့ရပါတယ်ဂျပန်မှာအကြောင်းတက်မယ်ဆိုကြတဲ့ဟိုကခြားအကြောင်းအရာတွေပပောင်းဆောင်ကနေပြီးတော့လိုမျိုးစဉ်းစားရတယ်ပေါ့နော်အဓိကအဖြစ်တော့ language school ပြီးလို့ရှိရင်ကိုကဘယ်လမ်းကြောင်းကိုရွေးချင်တာလဲအလုပ်လုပ်မှာလားဒါမှမဟုတ်college တက်မှာလားတက္ကသိုလ်တက်မှာလားပေါ့နော်အစရှိတဲ့ပြင်အဲ့လိုမျိုးစဉ်းစားရမျိုးရှိရပြီးတော့ဒီအချိန်ပိုင်းလုပ်ရင်းနဲ့အကြောင်းစီကော
ကာမိနိုင်မလားပေါ့နော်အဲ့တော့မိဘရဲ့ဘက်ကလည်းဒီတစ်နှစ်စာပဲထောက်ပံ့မဲ့ကျောင်းစရိတ်ကိုတစ်နှစ်စာပဲထောက်ပံ့မဲ့ကျန်တဲ့တစ်နှစ်စာကိုတော့ကိုယ်တိုင်ကရှားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအချိန်ပိုင်းလုံရင်းနဲ့ကျောင်းစရိတ်ကိုကာမိပါမလားဆိုတော့အချက်လက်တွေတော့အဲ့လိုစဉ်းစားရတယ်ဒါပေမဲ့ဒီစီနီယာတွေပေါ့နော်အကိုမတွေကနေပြီးတော့အားပေးစကားတွေပြောတယ်ကိုညီတွေပေးရတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာတော့ဒီဂျပန်နိုင်ငံမှာပဲကျောင်းဆက်တက်ဖို့ပေါ့နော်ကျောင်းတက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်